မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားကဒေဆုံးစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပစ်မြုပ်နှံထားကြောင်းကရင်စီရေးသတင်းရမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ယမန်နေ့နိုဝင်ဘာလ6ရက်နေ့နက်ပိုင်းကကော့ကရိတ်မြို့နယ်မြောက်ပိုင်းထီဖိုးစံကြီးပါနဲ့ခွီမောင်တိုင်ကြီးပါတို့တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းအလားတူမိဖလေလန်းဆောင်ဘက်သို့တက်လာသောအကြမ်းဖက်စစ်သားများကိုလည်း KNL ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာယမန်နေ့တမနက်ခင်းတပိုင်းလုံးတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်သားများအထိနာခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ6ရက်ကထီဖိုးစံနဲ့ခွီမောင်တိုင်မှာထပ်တိုက်ပွဲဖြစ်တဲ့မိဖလေလန်းဆောင်တက်လာတဲ့စခါတွေလည်းအစုလိုက်ပြုံလိုက်အထိနာတာအကျဉ်းကြီးအတွက်မနေတော့ဘူး။အခုလည်းတမနက်လုံးဖြစ်နေတာအခုချိန်ထိဖြစ်နေတော့ပါပဲ။နိုဝင်ဘာလ1ရက်နေ့ကတေတာကစခ8ကောင်မဟုတ်ဘူး16ကောင်တေတာအလောင်းကသူများအိမ်တွေကြားဖြစ်တယ်လို့မြုပ်ခဲ့တော့ပုတ်တော်ခွေးတွေကဆွဲဖော်စားနေတယ်အရာရှိလဲအဲ့လိုပဲမြုပ်တယ်အဲ့ဒါမှတကယ်ခွေးတည်မြုပ်တယ်လို့ပဲသူ့လူတောင်သူတံမိုးမထားဘူးလောလောဆယ်ပုံမရသေးဘူးအရာရှိသေးတဲ့အလောင်းတွေပုတ်ပြီးခွေးတွေစားနေတယ်ဟု KNL စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်နိုဝင်ဘာလ1ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အထိအကြမ်းဖက်စစ်တပ်မှအရာရှိ2ဦးအပါအဝင်စစ်သား30ဦးထက်မနည်းတေဆုံးပြီးဒဏ်ရာရစစ်သားများကိုတောင်ကလေးတပ်နယ်စီယုံသို့ပို့ဆောင်ခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်းတေဆုံးသွားသည့်စစ်သားအလောင်းများကိုလည်းပြည်သူလူထုနေထိုင်ရာအိမ်ကျိုးအိမ်ကြားထဲတွင်ဖြစ်တယ်လို့မြေမြုပ်ပစ်ခဲ့တဲ့ဖြင့်ခွေးများကဖော်စားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ယမန်နေ့နိုဝင်ဘာလ6ရက်နေ့ညနေပိုင်းတွင်ဖအံမြို့အခြေစိုက်တပ်မ22မှစစ်သားများကြာအင်းစိတ်ကြီးမြို့နယ်ပေါ်တော်မူတောင်ပေါ်တွင်တပ်ဆွဲထားသော DKBA ဗိုလ်ဘီအဖွဲ့များပူးပေါင်းအင်အား100ကျော်သည်ကျုံတိုးမြို့သို့ရောက်ရှိလာပြီးရင်းမတဆင်ကော့ကရိတ်မြို့နယ်ထီဖိုးစံကြီးရွာဘက်သို့ဆက်လက်ပို့ဆောင်ထားကြောင်းသိရပါတယ်။ဖအံတပ်မ22ကစစ်သားတစ်တွေကြာအင်းပေါ်တော်မူဘက်က DKBA ဗိုလ်ဘီအဖွဲ့တွေအင်အား100ကျော်ညနေပိုင်းမှာကျုံတိုးကိုရောက်လာတယ်။ကော့ကရိတ်ကိုဆက်ပို့မယ်လို့သိရတယ်။နိုဝင်ဘာ1ရက်နေ့ကနေ9ရက်အတွင်းစစ်တပ်ဘက်ကအရာရှိ2ယောက်အပါလူ30ကျော်ကြာဆုံးတယ်15ယောက်ဒန်းစီတောင်ကလေးတက်စေယုံကိုပို့တယ်။မင်းညကတောင်ကလေးစေယုံကို BGF ကားတွေနာကူကားတွေနဲ့မိုင်းထီလူနာတွေကိုလာပို့တယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်စစ်တပ်ကအင်အားလုံးရင်ဖြင့်ထိုးစစ်ဆင်နေရတွင်အဓိကအဖြစ်စစ်မှုထမ်းတပ်သားတင်ညာကိုရှေ့ဆုံးမှထား၍တိုက်ခိုက်လျက်ရှိကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။ဆက်လက်ပြီးမရရအရှိချမ်းအရေးကြီး2နေရာကနေဒေါ်လာရေးတပ်တွေဆုတ်ခွာပေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမရရမြို့နယ်အရှိချမ်းကအင်ဂျင်မြိုင်လေကြောင်းရန်ကောက်ွယ်ရေးတပ်နှင့်စေတော်ကြီးရေလောင်တမန်တို့ကိုစစ်တပ်ကသိမ်းယူသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။2029စစ်စင်ရေးဒုတိယလိုင်းမှာ MDY PDF သိမ်းယူခဲ့တဲ့မရရမြို့နယ်အရှိချမ်းကစစ်တပ်အထိုင်နေရာတွေကိုစစ်ကောင်စီတပ်ကဩဂုတ်လကနေစတင်ကပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီးဒေါ်လာရေးတပ်သိမ်းယူထားတဲ့မရရအရှိချမ်းကအရေးကြီးနေရာနှစ်ခုကိုစစ်တပ်ကပြန်လည်သိမ်းယူသွားတယ်လို့ဆိုပါတယ်။နိုဝင်ဘာ6ရက်မနေ့မနက်7:00နာရီခွဲလောက်မှာစစ်တပ်ကစစ်ကြောင်း3ကြောင်းနဲ့အင်ဂျင်ညိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့စေတော်ကြီးရေလောင်တမန်တို့ကိုထိုးဝင်လာတာလို့သိရပါတယ်။ဒီနေရာနှစ်ခုဟာကက်လျက်တီရှိတာပါ။တိုက်ပွဲ3နိုင်လောက်ဖြစ်ပြီးဒေါ်လာရေးတပ်တွေဘက်ကနေနေဆုတ်ခွာပေးလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီနေရာဟာမရရမြို့နယ်အရှိချမ်းအတွက်အရေးကြီးနေရာဖြစ်ပြီးလက်ရှိမှာစစ်တပ်ကအင်အားထောင်နဲ့ချီသုံးပြီးနေမြေတွေပြန်သိမ်းယူနေတာပါစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲတွေကြောင့်မရရမြို့နယ်အရှိချမ်းတချမ်းလုံးစစ်ပေးရှောင်နေရပြီးစစ်ပေးရှောင်နေရှိတဲ့ဘက်ကိုလည်းစစ်တပ်ကဒရက်ဆက်လေရင်နဲ့ပုံချဲနေတယ်လို့သိရပါတယ်ဆက်လက်ပြီးဘူးတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောစစ်တပ်နှင့်တပ်ဆွဲထားသောနေရာများကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းဘူးတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်နှင့်တပ်ဆွဲထားသောနေရာများကိုတိုက်ခိုက်ရာစစ်သား6ဦးသေဆုံးခဲ့ကြောင်းမုံရခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထောင်ဝင်ခန့်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ1ရက်နေ့နနက်8:30မိနစ်ခန့်တွင်ဘူးတလင်မြို့နယ်တွင်မုံရွာနမခခခင်းအဖြစ်အထိုင်ချတပ်ဆွဲထားသောဇီရောရွာမှစစ်ကြောင်းထိုးရန်အင်အား80ခန့်ဖြင့်ထွက်လာသောအကြမ်းဖက်စစ်သားများကိုပိုးကုန်းလန်ကွက်အနီးတွင်မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ချင်းတွင်ပရသာအဖွဲ့ကစောင့်ကြိုကမိုင်းကွင်းအတွင်ပရိသတ်ရှိထွက်မိုင်းများဖြင့်စီးကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့နောက်ချင်းတွင်ပရသာအဖွဲ့၏မိဖက်တော်လန်ရေးအဖွဲ့အစည်းများကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ40မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှထိခိုက်ဒဏ်ရာရရှိသူများပြသောကြောင့်စစ်ကြောင်းဆက်လက်ထိုးနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့တပ်ဆွဲထားသောဇီရောရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။အလားတူနိုဝင်ဘာလ9ရက်နေ့မွန်းလွဲ1နာရီကျော်ခန့်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းပိုးကုန်းလန်ကွက်အနီးကိုထပ်မံစစ်ကြောင်းထိုးရန်ထွက်လာစဉ်မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ချင်းတွင်ဘရာသာကဦးဆောင်ပြီးလက်နက်ငယ်များဖြင့်ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့်စစ်သား6ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားက
ဇီတော်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ထို့သောဆုတ်ခွာသွားတော့လေတော်လန်ရေးတပ်ဖွဲ့များက၎င်းတို့တပ်ဆွဲထားသောဇီတော်ရွာမြောက်ဘက်ရှိအထိုင်စခန်းအထိလက်နက်ကြီးများဖြင့်လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်သားများထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။ဖူးတလင်နယ်မြေအတွင်းကကိစ္စကတော့အခုကအနောက်ဇီတော်ရွာမှာစစ်တပ်ကမုံရွာနာမခအတွက်ခကင်းပုံစံပေါ်မုံရွာကြောက်ကတောင်ရွာမှာကြောက်ကရွှေကူဖျားကြီးအနီးတစ်ဝိုက်မှာအခြေပြုတက်ဆွဲထားတယ်လို့ပုံစံမျိုးနဲ့မြို့ကိုနောက်ဘက်ကနေခကင်းထုတ်ထားတဲ့ပုံစံမျိုးပေါ့လောက်ခဲ့မယ်ဆိုရင်တော့လမ်းပိုင်းထိတ်ချုံရင်းနဲ့မြို့ကိုခကင်းထုတ်ထားတာမျိုးအခုလေဘူးတလင်အနောက်ဇီတော်ရွာမှာနာမခကိုခကင်းထုတ်ထားတာမျိုးဆိုရင်တော့ရေရှည်မှာစစ်ဆောင်ပြည်သူတွေအတွက်လောက်ကင်စားသောက်ဖို့အခက်အခဲဖြစ်လာနိုင်စရာရှိတယ်။သူတို့စာဝတ်နေရေးတွေအခက်အခဲဖြစ်မှာစိုးရိမ်ရတဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ဒါကိုစိုးရိမ်မှုရှိနေပါတယ်။ရန်သူစစ်တပ်ဘက်ကတော့သူတို့လှုပ်ရှားရှိတဲ့အလုပ်ကိုဖျက်ဖျက်သားသားလုပ်ပါတယ်။ကျွန်တော်တို့ဘက်ကကြတော့ကျွန်တော်တို့လုံနိုင်တဲ့အားလေးနဲ့တော့စ조사ဆောင်ရွက်နေတာတွေရှိပါတယ်။လောလောဆယ်မှာတော့ပြည်သူတွေအတွက်စိုးရိမ်ပူပန်တာပဲရှိပါတယ်ဟုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ခံကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ၏အထူးတိုက်ခိုက်ရေးလက်ယုံတပ်ဖွဲ့ချင်းတွင်ပရာသာမှဦးဆောင်၍မုံရွာခရိုင်အမှတ်14တရင်ဘူးတလင် different for ဘူးတလင် different federal democratic for Burma Army ဘူလက်ကောက်အဖွဲ့ Sniper Ranger for Local PDF SRF အဖွဲ့ထောင်းပြောက်ကြားအဖွဲ့အုပ်ကြီးနယ်အဖွဲ့နင်ဂျာအဖွဲ့တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ပွဲများအတွင်းတော်လှန်ရေးအဖွဲ့များဘက်မှအကြမ်းဖက်စစ်တပ်နေနေရှင်းလင်းရေးရည်မှန်းချက်ကိုဟန်တာ၍ဘူးတလင်မြို့နယ်တောင်ပိုင်းရှိပြည်သူလူထုများ၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဆောင်ရှောက်မှုအားစုပေါင်းအင်အားဖြင့်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းတိုက်ပွဲအတွင်းတော်လှန်ရေးအင်အားစုများဘက်မှအထူးအကြဆုံးမရှိဘဲလှုပ်ဆောင်နိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးရွှေဘုံမှာတော်လန်ရေးတက်ကင်းစခန်းတစ်ခုစီးနှင်းခံရပြီးရဲဘော်9ဦးကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာတော်လန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတစ်ခုစီးနှင်းခံရပြီးရဲဘော်9ဦးတပ်ဖြတ်ခံလိုက်ရကြောင်းသတင်းရရှိပါတယ်။နိုဝင်ဘာ6ရက်မနက်ပိုင်းမှာရွှေဘုံမြို့နယ်တနေရာရှိနေမြေခန့်ကင်းစခန်းတစ်ခုကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်းခဲ့ပါတယ်။အဲဒီနောက်စခန်းရှိရဲဘော်9ဦးအားအရှင်ဖမ်းဆီးပြီးညှဉ်းပန်းနှိပ်စက်ခါတပ်ဖြတ်သွားကြောင်းမုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတအုပ်ကပြောပါတယ်။စစ်ကြောင်းကနေဆက်တက်ပြီးမှပြန်ဝင်လာဆိုတော့ကင်းလောက်ပဲရှိခဲ့ပုံရတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။လုံခြုံရေးအခြေအနေအရစီးနှင်းခံရတဲ့စခန်းဒီနေရာနဲ့ကြာဆုံးရဲဘော်တွေဟာဘယ်ဖွဲ့ကဆိုတာမသိရသေးပါဘူး။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေဘိုပကဖအဖွဲ့ထံဆက်သွယ်မြင်မြန်ထားပြီးလက်တလောပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ရွှေဘိုမြို့နယ်အတွင်းရွှေဘိုမန္တလေးလမ်းပိုင်းမှာတော့ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေကြောင်းဒေသခံတွေကပြောပါတယ်။ဆက်လက်ပြီးပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကြီးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲမှုပြည်သူ9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကြီးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲချခဲ့ရာပြည်သူ9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ကြောင်းရခိုင်ဒေသသတင်းရင်းမြစ်များထံမှသိရပါတယ်။ယနေ့နက်17:30မိနစ်အချိန်ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကြီးရွာသို့စစ်တပ်ကတိုက်လေရင်ဖြင့်ဘုံနှလုံးကျဲချခဲ့ကြောင်းအဆိုပါဘုံကျဲချမှုကြောင့်အမျိုးသမီး4ဦးနဲ့အမျိုးသား2ဦးစုစုပေါင်းပြည်သူ9ဦးသေဆုံးခဲ့ကြောင်းရှင်းပြင်ပြည်သူ9ဦးမှလည်းဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ်။ယနေ့နက်17:00နာရီအချိန်စစ်တွေအခြေစိုက်ခမာယ344တပ်ရင်းက120မမလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့်ပုံနာကျွန်းမြို့နယ်ကွန်းတောင်ကျေးရွာမှာအသက်55နှစ်အရွယ်အမျိုးသား2ဦးဒဏ်ရာရရှိခဲ့ကြောင်းယနေ့နက်17:29မိနစ်အချိန်ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်အောင်ဖြူပြင်ကျေးရွာသို့လေရင်ဖြင့်ဘုံနှလုံးကျဲချခဲ့သဖြင့်အမျိုးသမီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒီနေ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့မလို့တမင်ကိုစစ်တပ်ကလေကြောင်းရောလက်နက်ကြီးရောတိုက်ခိုက်နေတယ်လို့ထင်တယ်ဟုစစ်ပေးရှောင်များကိုကူညီပေးနေသောရခိုင်ဒေသသတင်းရင်းမြစ်တစ်ခုကမှတ်ချက်ပြုပါတယ်။အေအေကလည်းစစ်တပ်ကအထိနာနေသဖြင့်ပြည်သူလူထုကိုဦးတည်သောလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများရှိလာနေသဖြင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။